တဘောရိတာတာကဘာလုပ်လဲဆိုတော့ညောင်မင်းဆောင်နှက်မင်းကိုတိုင်တယ်တဲ့ဒီအနာကို9 ရက်အတွင်းသာပျောက်အောင်လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင်တရားတစ်ပါးသောမင်းတို့ရဲ့သွေးနဲ့ပူဇော်ပါမယ်အဲ့လိုတိုင်တယ်လားအဲ့ဒါနတ်ကမလို့သူ့ရဲ့အနာကပြောင်းလဲသွားတာတော့မဟုတ်ဘူးဘာမှမစားရမတောက်ရလို့ဒီတိုင်းကြီးနေတဲ့အခါကျတော့အနာကမန်းတိတ်ပြီးတော့ခြောက်ပြီးတော့ပျောက်သွားတယ်အဲ့ဒီအနာပျောက်သွားတာကံဆိုးတာပဲနော်အနာပျောက်သွားပြီဆိုတော့ဘသူရဲ့တကိုးကြောင့်ပျောက်တယ်လို့သူထင်တော့နတ်ရဲ့တကိုးကြောင့်ပျောက်တယ်လို့ထင်တာနော်ဒါကြောင့်နတ်ဟာသူ့ကျေးဇူးရှင်ဖြစ်သွားတယ်အဲ့ဒါနဲ့ငါဂရိတီရမယ်ဆိုပြီးတော့တရားတစ်ပါးသောမင်းတွေကိုဖမ်းဖို့သူကြိုးစားနေတယ်ဖြစ်ချင်တော့ဗာလဲဆိုတော့လွန်ခဲ့တဲ့ဘဝကသူနဲ့တငယ်ချင်းတော်ခဲ့တဲ့ဘလူးကမသေးဘူးရှိတယ်အဲ့ဒီဘလူးကသူ့ကိုဗဒလက္ခဏမန္တန်ဆိုတာပေးတယ်တဲ့အကြာအတောင်မှန်တက်ပေးလိုက်တယ်လို့မျိုးပေါ့ဟုတ်လားသူပို့ပြီးတော့စွန့်သွားတယ်အဲ့ဒါနဲ့မင်းတွေကိုအများကြီးလိုက်ဖမ်းတယ်ဖမ်းရတိုင်းသောမင်းတွေကိုသူကလက်ဖွားကိုဖောက်ပြီးတော့အဲ့ဒီညောင်မဲမှာခြေထောက်နဲ့မြေကြီးနဲ့မထိတထိအနေထားမျိုးနဲ့တွဲလောင်းဆွဲတာရဲလဲရက်ဆက်တယ်ပေါ့နော်အဲ့လိုမင်းတွေတော်တော်များများဖမ်းပြီးပြီဆိုတော့ညောင်မင်းဆောင်တက်ကစိတ်ပြက်တယ်ပေါ့နော်သူ့ညောင်မင်းအောက်မှာတကယ်ကိုသွေးတန်ရဲရဲနဲ့ကြက်သေးမရှိမင်္ဂလာမရှိသူလည်းဘာမှလုပ်ပေးရတာမဟုတ်ဘဲနဲ့သူ့ရဲ့ကျေးဇူးဆက်ပုံကြီးကစိတ်ပြက်စရာကြီးပေါ့နော်အဲ့ဒါနဲ့ဒါကိုဘယ်လိုလုပ်ရမလဲဆိုတော့ तू မတားတတ်ဘူးအဲ့ဒါနဲ့စတုမာတဲ့နမကြီးလေးပါးစီကိုသွားပြီးတော့အကြောင်းကျိုးသွားပြောတယ်တဲ့ဒီကိစ္စဘယ်လိုကင်တွယ်ရမလဲပေါ့ငါတို့စီကိုလာပြီးတော့အချမ်းချမ်းမတောင်းနဲ့တဲ့ပြဿနာပေါင်းများစွာကိုတပြိုင်တည်းဖြေရှင်းနေတယ်တရားမင်းဒီကိုသွားပြီးတော့အကူကြီးတောင်းကြည့်အဲ့ဒါညောင်မင်းဆောင်တက်ကတရားမင်းဒီရောက်သွားတယ်